walnut သို့မဟုတ်တစ်ကြားသီးစေ့အကျိုးကျေးဇူးများနှင့်ဆိုးကျိုးများ walnut သည်အာဟာရဓာတ်ကြွယ်ဝပြီးကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိသောတစ်ကြားသီးစေ့တစ်မျိုးဖြစ်တော်လဲစားသုံးရာတွင်သတိပြုရမည့်အချက်များလည်းရှိပါသည် walnut ၏အကျိုးကျေးဇူးများအုံနှောက်နှင့်အာရုံကြောစနစ်ကိုအားကောင်းစေခြင်း walnut တွင် omega 3 fatty acid အထူးသဖြင့် alpha-linolenic acid ကြွယ်ဝစွာပါဝင်ပြီးအုံနှောက်ကျန်းမာရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးကြီးပါသည်။ အဲဇိုင်းမားရောဂါနှင့်မှတ်ဉာဏ်ကျဆင်းခြင်းကိုကာကွယ်ရန်ကူညီပေးသည်။နှလုံးနှင့်သွေးကြောများကျန်းမာရေးကိုထိန်းသိမ်းခြင်း walnut ရှိ omega 3 fatty acid သည်မကောင်းသောကိုလက်စထရောနှင့် triglycerides အဆင့်ကိုလျှော့ချပေးပြီးနှလုံးသွေးကြောဆိုင်ရာရောဂါများနှင့်လေဖြတ်ခြင်းအန္တရာယ်ကိုလျှော့ချပေးသည်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများမြင့်မားစွာပါဝင်ခြင်း walnut တွင်ဗီတာမင် E မဲလာတိုနင်နှင့်ပိုလီဖီနော်ကဲ့သို့သောဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်ပြီးရောင်ရမ်းမှုကိုတိုက်ဖြတ်ကာ free radical ကြောင့်ဆဲများပျက်စီးခြင်းကိုလျှော့ချပေးသည်နာတာရှည်ရောဂါအမျိုးမျိုးကိုကာကွယ်ပေးသည်အိပ်ပျော်ရန်ကူညီပေးခြင်း walnut တွင်သဘာဝအတိုင်းမဲလာတိုနင်ပါဝင်ပြီးယင်းသည်အိပ်စက်ခြင်းတန်တရားကိုထိန်းချုပ်သည့်ဟော်မုန်းဖြစ်သည် walnut စားသုံးခြင်းသည်ပိုမိုကောင်းမွန်စွာအိပ်ပျော်စေရန်ကူညီနိုင်သည်အစာခြေစနစ်ကိုကောင်းမွန်စေခြင်း walnut တွင်အမြင့်ဓာတ်များစွာပါဝင်ပြီးအစာခြေစနစ်၏လုပ်ငန်းဆောင်တာကိုကောင်းမွန်စေကာဝမ်းချုပ်ခြင်းကိုကာကွယ်ပေးသည်ကိုယ်လေးချိန်ထိန်းချုပ်ရန်ကူညီနိုင်ခြင်း walnut တွင်ကယ်လိုရီမြင့်မားသော်လည်းကျန်းမာရေးနှင့်ညီညွတ်သောအဆီနှင့်အမြင့်ဓာတ်ကြောင့်ဗိုက်ပြည့်စေပြီးအစာစားခြင်းစိတ်ကိုလျှော့ချပေးသည်တင့်တော်သောပမာဏဖြင့်စားသုံးပါကကိုယ်လေးချိန်ထိန်းချုပ်ရာတွင်အထောက်အကူပြုနိုင်သည်အသားရည်နှင့်ဆံပင်ကိုထိန်းသိမ်းခြင်း walnut ရှိဗီတာမင် E သည်အသားရည်ကိုနုပြိုစေပြီးဆံပင်ကိုတောက်ပစေပါသည် walnut စားသုံးခြင်း၏ဆိုးကျိုးများနှင့်သတိပြုရမည့်အချက်များကယ်လိုရီမြင့်မားခြင်း walnut သည်ကယ်လိုရီမြင့်မားသည်များများစားသုံးပါကကိုယ်လေးချိန်တက်နိုင်သည်တနေ့လျင်တင့်တော်သောပမာဏလက်တဆုပ်စာခန့်သို့မဟုတ်9ဆေးမှ14ဆေးခန့်သာစားသုံးသင့်သည်အစာခြေစနစ်ဆိုင်ရာပြဿနာများ walnut ကိုအများပြားစားသုံးခြင်းသည်အချို့သူများတွင်ဗိုက်ပွခြင်းဝမ်းလျှောခြင်းဗိုက်နာခြင်းသို့မဟုတ်ဝမ်းချုပ်ခြင်းကဲ့သို့သောအစာခြေစနစ်ဆိုင်ရာပြဿနာများဖြစ်စေနိုင်သည်ယင်းတွင်အမြင့်ဓာတ်နှင့်အဆီများမြင့်မားစွာပါဝင်သောကြောင့်ဖြစ်သည်ဓာတ်မတည့်ခြင်း walnut သည်အခွန်မာသီးများထဲတွင်အဖြစ်များဆုံးဓာတ်မတည့်မှုဖြစ်စေနိုင်သောတစ်မျိုးဖြစ်သည်ဓာတ်မတည့်မှုလက္ခဏာများမှာအရေပြားရရန်ခြင်းရောင်ရမ်းခြင်းမှစ၍အသက်အန္တရာယ်အထိဖြစ်နိုင်ခြေရှိသောပြင်းထန်သောတုံ့ပြန်မှုများအထိဖြစ်နိုင်သည်အခွန်မာသီးနှင့်ဓာတ်မတည့်ဘူးသူများရှောင်ကျဉ်သင့်သည်အချို့ဆေးဝါးများနှင့်ဓာတ်ပြုခြင်း walnut တွင်ဗီတာမင် K ပါဝင်ပြီး warfarin ကဲ့သို့သောသွေးကြဲဆေးများနှင့်ဓာတ်ပြုမှုဖြစ်စေနိုင်သည်အဆိုပါဆေးဝါးများတောက်သုံးနေသူများအနေဖြင့် walnut ကိုများများမစားသုံးမီဆရာဝန်နှင့်တိုင်ပင်သင့်သည်မှုပိုးမွှားများပျက်စီးနိုင်ခြေတိုးလောင်မှုမမှန်ကန်ပါကwalnut တွင် aflatoxin ဟုခေါ်သောအဆိပ်အတောက်ဖြစ်စေသည့်မှုများပေါက်နိုင်သည်ယုံကြည်ရသောအရင်းမြစ်မှဝယ်ယူသင့်ပြီးခြောက်သွေ့၍အေးမြသောနေရာတွင်သိမ်းဆည်းသင့်သည်အနံ့ဆိုးထွက်ခြင်းသို့မဟုတ်မှုတက်နေခြင်းတွေ့ပါကမစားသုံးသင့်ပါအသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်ခြေအထူးသဖြင့်ကလေးငယ်များအားစားသုံးရာတွင်သတိထားသင့်သည်ခြုံငုံပြောရလျှင် walnut သည်ကျန်းမာရေးအတွက်အထူးသဖြင့်အုံနောက်နှလုံးနှင့်ဓာတ်တိုးဆန့်ကျင်ခြင်းဆိုင်ရာအကျိုးကျေးဇူးများစွာရှိတော်လဲတင့်တော်သောပမာဏဖြင့်သာစားသုံးသင့်ပြီးဓာတ်မတည့်ဘူးသူများသို့မဟုတ်အချို့ဆေးဝါးများသုံးစွဲနေသူများအနေဖြင့်သတိပြုသင့်ပါသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်